အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဂျမန်နော်ပုံနာတော့ပြည်တင်ဆရာ live နေဖြစ်ပါတယ်ဆရာလက်ရှိရတော့ဒီအပတ်ကနေတော့ဒီယနေ့ပေါ့မေလ19ရက်နေ့စပြီးငွေကြေးမှာကန်ကောင်းစေမဲ့လက်ပွင့်စေမဲ့စီးပွားဖြစ်စေမဲ့ပေါ့နော်အင်္ဂါတာတိမြအတွက်စီးပွားရေးကန်တယ်မှာဟောစင်လေးပြည်တော်မှာဖြစ်တဲ့စီအထူးသဖြင့်ပေါ့နော်အင်္ဂါတာတိမြထင်မှာကျွေးယူထားကိစ္စတွေရှိရင်ဒါမှမဟုတ်ပေါ့နော်ကိုယ်ပိုင်လုပ်ငန်းတွင်ဓမ္မရရှိဒီဗီဒီယိုအပြီးကြည့်တာဖို့မှာကြားချင်ပါတယ်ဟုတ်ပေါ့အင်္ဂါတာတိမြထက်မှာကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှိရင်ပေါ့ဒါမှမဟုတ် online လုပ်ငန်းတွေပေါ့နော် online ပစ္စည်းဝယ်မှာမျိုးတွေရောင်းဝယ်ရေးပဲဖြစ်တာရှိဒီအပတ်အလေးပါတော့ငွေကြေးမှာပေါ့ထူးထူးခြားခြားပေါ့ဝင်မရှိရမျိုးကြုံလေးရလိမ့်မယ်အိမ်ရထပ်ပြီးပေါ့ပို့ပြီးဝင်ရရှိမယ်ပေါ့ပြောရင်ပြီးတော့အိမ်ရဖောက်တဲ့ဟောင်းလေးရှိပေါ့ကိုယ်ပြန်ပြီးဆက်တွယ်လာပြီး order အကြီးကြီးပေးရမျိုးတွေလက်ရှိလိမ့်မယ်ပြောရင်ဒီအပတ်ကငွေကြေးမှာကန်ကောင်းစီမယ်ပေါ့ပြီးတော့အကျွေးအပေးအယူတွေရှိရင်ပေါ့အကျွေးပေးတာရှိရင်ဒီအပတ်အတင်းမှာအကျွေးတွေပြန်ရတာမျိုးဒါမှမဟုတ်ပေါ့နော်တည်င်းကောင်းနေရရမျိုးတွေရှိလိမ့်မယ်ပြီးတော့ပေါ့ဝန်ထမ်းတွေပေါ့ဝန်ထမ်းတွေမှာဒီအပတ်အတွင်းမှာပေါ့စီးပွားရေးမှာအခုပေါ့နော်ဝန်ထမ်းကိုယ့်ရဲ့ပေါ့နော်အထက်ပုဂ္ဂိုလ်အထက်လူကြီးတွေပေါ့နော်ကိုယ့်ရဲ့ကြိုးစားမှုမီပေါ့ပို့ပြီးယုံကြည်တာမျိုးတွေပို့ပြီးစီးပွားရေးမှာပေါ့ဖြစ်ထွန်းပို့ပြီးပေါ့နော်တလန်းမဟုတ်တလန်းစီးပွားရေးပို့ပြီးဖြစ်ထွန်းတာမျိုးတွေပေါ့ငွေရေးချေးဝင်နေမယ်ပေါ့လက်ထက်ငွေရှိရမျိုးတွေရှိလိမ့်မယ်ပေါ့အဲ့လိုမျိုးဖြစ်ပါလိမ့်မယ်ပြီးတော့ငွေကြေးပါပေါ့နော်ပို့ပြီးကန်ကောင်းစီမယ်ပေါ့နော်ဆရာရတဲ့လေးတစ်ခုလည်းပေးသမှာဖြစ်တယ်ဘယ်လိုရတဲ့လဲဆိုရင်ကိုယ့်ရဲ့နေအိမ်မှာပေါ့ဖျားဆင်မှာစီမီ3တိုင်စီမီ3တိုင်ထုံးပြီးပေါ့နော်ပန်းတစ်မျိုးပေါ့နင်းစီပန်းပြီးတပီပဲဖြစ်ပေါ့ကတ်လူပြီးပေါ့စီးပွားရေးကန်တယ်မှာလေးကောင်းစီအောင်လို့ပေါ့နော်ဆူတောင်းခက်ပြီးပါပြီးတော့ပြင်တနေရာသွားဖြစ်ပြီးပေါ့နော်ကိုယ့်မိတ်ဆွေအပေါင်းနဲ့တော့တွေ့တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ပေါ့နော်ဒီစီးပွားရေးလုပ်ငန်းနဲ့ပေါ့နော်စီးဝေးမှာသွားတာဖြစ်ဖြစ်အစင်းရဝေးအစားပေါ့အစင်းရဝေးအစားမရှိရင်လည်းပေါ့နော်အစင်းရပေါ့နော်ပတ်သက်တဲ့ပစ္စည်းတွေပေါ့နော်လူသားတွေတော့လိမ့်ထွားဝေးသွားတာကစီးပွားရေးမှာပို့ပြီးကန်ကောင်းစီပဲပေါ့လက်ပွင့်စေလိမ့်မယ်ကဲဒီဗီဒီယိုကိုအင်္ဂါတာလိမ့်မယ်ပေါ့နော်ကြည့်နေအောက်မှာ comment မှာမှန်ခဲ့ကြပါပြီးတော့စီးပွားရေးကန်ကြမှာကန်ကောင်းစီကိုလည်းမှန်ခဲ့ကြပါရေးပေးခဲ့ကြပါပြီးတော့ကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းတငယ်ချင်းများရှိရင်လည်းဒီဗီဒီယိုကို share ခဲ့ကြပါဆရာကိုဆက်တဲ့ချင်းဆရာဖုန်းနံပါတ်300ကို991နင်းနေ9တက်မှာဒါဆက်တဲ့ပြီးလည်းလာကောင်း Viber Telegram မှာလည်းဆက်တဲ့လေးရပါတယ်ဒီ TikTok CV အနေနဲ့ဆရာကိုဆက်တဲ့ပြီးညီမြန်လို့ရပါတယ်ခင်ဗျဒီဗီဒီယိုကတော့ဒီလောက်ပါပဲအားလုံးပဲ